Hello အခုကတော့ပေါ့နော်ပါမင်းနဲ့ဝင်တဲ့အကြောင်းပြောပြမှာဖြစ်ပါတယ်ရှင်ပါမင်းနဲ့ဝင်တဲ့ဆိုတာကြတော့အားလုံးသိကြတဲ့အတိုင်းပဲသူကတော့လုံးဝပေါ့နော်ဒီရုံးမှာပဲအလုံးလုံးပင်စင်လဲရမယ်အားလုံးဒီပါမင်းနဲ့ဆိုရတဲ့ကြောင်းကျန်တဲ့အခွန်ကိစ္စတွေလည်းရုံးကလုပ်ပြီးအမျိုးအစားပေါ့နော်အဲ့မှာမှတော့နှစ်မျိုးရှိရယ်ပါမင်းနဲ့ဝင်တဲ့မှာဘယ်ရုံးကိုမှသွားပြီးတော့စော်ဝဲရေးစရာမလိုပဲနဲ့ကိုပိုင်စော်ဝဲ house မှာပဲရေးရုံပဲပေါ့နော်အပြင်ကိုထွက်เสียရမလို့တဲ့တခါတည်းပါမင်းနဲ့ဝင်တဲ့အမျိုးအစားရှိတယ်လို့ခုနအရင်ပြောခဲ့တဲ့ဟာခန်းနဲ့သွားပြီးတော့ပြန်ဆက်ပြီးတော့ဒီ A ဆိုတဲ့ရုံမှာတော့သူကပါမင်းနဲ့ဝင်တယ်ဒါပေမဲ့ B ဆိုတဲ့ရုံကိုတော့စော်ဝဲသွားရေးရတယ်ပါမင်းနဲ့တော့ရုံမှာဖြစ်တယ်ဒါပေမဲ့ဟာခန်းသွားရတဲ့ကုမ္ပဏီအမျိုးအစားမှာပေါ့နော်ကိုကပါမင်းနဲ့ဝင်တဲ့ဖြစ်နေတာမျိုးလည်းရှိတယ်ကိုကပါမင်းနဲ့ဝင်တယ်ဒါပေမဲ့ဟာခန်းသွားเสียရမလို့တဲ့ရုံမှာလောက်ရတဲ့အမျိုးအစားရယ်ကိုကပါမင်းနဲ့ဝင်တယ်ဟာခန်းသွားရတဲ့ရုံမှာလောက်ရတဲ့အမျိုးအစားရယ်ဆိုရင်နှစ်မျိုးရှိပါတယ်အဲ့ဒါကိုလည်းတိကျသိထားဖို့လိုပါတယ်เนาะအဲ့ဒီလိုအမျိုးအစားတွေပေါ်မူတည်ပြီးတော့လာစားတွေပေါ့နော်ရတဲ့အခွင့်အရေးတွေကွာခြားမှုတွေရှိပါတယ်เนาะအဲ့ဒါတွေကိုတိကျစစ်စစ်ပြီးတော့မှအလုပ်တွေကိုရှောက်ပြီးတော့လုပ်တင်ပါတယ်ကိုကပါမင်းနဲ့ပဲအပြင်ဟာခန်းတွေမသွားကြဘူးဆိုရင်တော့ကိုရဲ့ပေါ့နော်ဒီ RD အရေးချင်းကိုပိုမြင့်မယ်ဂျပန်စာအရေးချုပ်မြင့်မယ်အဲ့ဒါအပြင်နောက်ထပ် point တစ်ခုရှိပါတယ်ပါမင်းနဲ့ကုမ္ပဏီတော်တော်များများပါမင်းနဲ့ဟာခန်းသွားစရာမလိုတဲ့ကုမ္ပဏီတော်တော်များများကအင်္ဂလိပ်စာအရေးချင်းလိုတဲ့ကုမ္ပဏီတွေရှိပါတယ်အင်္ဂလိပ်စာလိုတဲ့ကုမ္ပဏီများပါတယ်ဂျပန်စာတွေကိုလောက်လာတာတောက်လျှောက်ဆိုတော့အင်္ဂလိပ်စာတွေမိနေတာတွေအင်္ဂလိပ်စာအရေးချင်းတွေရော့သွားတာတွေအင်္ဂလိပ်စာစာမွေးတွေဖြည့်ဖို့မလိုတော့ဘူးငါဂျပန်သွားတာပဲဂျပန်စာကအရေးကြီးရဲ့နံပါတ်1လို့ဆိုပေမဲ့အဲ့ဒီအလုပ်တွေကကြတော့အင်္ဂလိပ်စာလိုပါတယ်เนาะတိုးတိုဖယ်တို့ဖြည့်ထားဖို့လိုပါတယ်ရှင်အခုပြောနေတဲ့ချက်တွေကဒီ teacher ကိုယ်တိုင်ပေါ့နော်ဒါဂျပန်မှာဆိုရင် teacher အလုပ်တွေအများကြီးပြောင်းခဲ့တယ် RD အလုပ်တွေပေါ့နော်အလုပ်တွေဆို RD အလုပ်ပဲလုပ်တာတမျိုးတွေပေါ့နော် RD အလုပ်ကိုပဲကုမ္ပဏီတွေဟာခန်းအမျိုးအစားလဲလုပ်ဖူးတယ်ခေရကိုအမျိုးအစားလဲလုပ်ဖူးတယ်အဲ့လိုခုနဆေးရှိုင်းအမျိုးအစားလဲလုပ်ဖူးတယ်ပေါ့နော်ဒီပါမန်နဲ့ကော contract ကောဟာခန်းကောဒီချေကအကုန်လုံးလုပ်ခဲ့ဖူးတဲ့အတွက်ကြောင့်မို့လို့ဒီအတွေ့အကြုံတွေကိုပြန်ပြောပြနေတာဖြစ်ပါတယ်ရှင်ဒါလေးကိုသိမယ်ဆိုရင်ကိုအလုပ်ရှာတာပဲဖြစ်ဖြစ်ကိုကပို့ပြီးတော့ကောင်းမွန်နေပေါ့နော်ကိုယ့်ရဲ့ချင်းနဲ့ကိုက်ညီတဲ့အလုပ်တွေကိုရှာတွေ့မှာဖြစ်ပါတယ်ဗီဒီယိုတွေအရန်ရှင်မှာဆိုလို့ပေါ့နော်တစ်ခုချင်းစီကိုပဲသွားပြီးတော့တိကျကြည့်ပေးပါကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးတွေကြိုက်တယ်ဆိုလို့ရှိရင်လည်း share ပေးပါအောင်เนาะကြည့်ပေးဖို့လည်းကူပြီးတော့ပြောပြကြပါအောင်ရှင်ありがとうございます